မှာချင်းလေးလို့တော့ဘူးကဒုက္ခပေးရတော့မှာဆွန့်ကပ်ပေးမှာအမောင်ဆွန့်ကပ်ပေးအမြဝေးပေးမယ်တာတို့ခေါ်နိုင်အောင်ခေါ်တော့မှာလုပ်ပေးမယ်မနေ့ကစားပြီးအမြဝေးပေးအောင်မယ်ကိုယ့်ရဲ့ချူမလေးကိုသူများလောက်ထားတာနေမပြောက်ချင်ဘူးလားပြောက်ချင်ဘာလို့ထောက်ဝင်လာတော့ဆရာပြောတာနားမထောင်ဘူးလားမောင်ကြိုင်ဒီမကောင်းဘူးလေဒီကောင်းလုပ်ပေးလိုက်အောင်အဲ့ဒါကိုလည်းစောင့်ရှောက်ပေးအောင်လို့တင်ငါကပေးမယ်ဆွန့်ကပ်ပေးမယ်ဟုတ်တယ်လို့ဘာဖြစ်ချင်နေအောင်မေးလိုက်ကျန်တာဘာဖြစ်ချင်နေအောင်ပြောမကျင်းနဲ့ရှင်မကျင်းလို့ရှင်အမောင်ပြောကျောက်တော်တီလားကဲဆရာပြောမယ်နော်ဆရာပြောမယ်လူကအမောင်လူကပြောလေအမောင်လုပ်ပြရမှာပေါ့လုပ်ပေးမှာအမောင်လူကပြောလုပ်ပေးမှာဆရာပြောအခုတင်ကားကဆွန့်ကပ်ပြီးရရမလားရဘယ်တော့မှအညိုတွေအာဃာတမထားဘူးနော်ဒီဘဝမှာအခုခံရတာတည်ရမလားကောင်းတာကိုကောင်းရပွင့်ရအောင်ရောက်ချင်တယ်မလားရောက်ချင်လုပ်ပေးမှာအမောင်ကလူကဟာလုပ်ပေးမှာကောင်းတဲ့စိတ်ကလေးပဲမွေးကြလာကိုဘေဘဝပဲရောက်အောင်နော်တင်ကားကဆွန့်ကပ်ပေးမယ်ဟုတ်ပြီလားတာတို့ခေါ်နေအောင်ဆရာလုပ်ပေးမယ်နော်အခုလောဆယ်ကိုယ့်ရဲ့ချွေးမလေးကိုပျောက်ချင်တယ်ဆိုလို့ရှိရင်ဆရာခေါ်ရင်ထောက်ဝင်မလားနဲ့ဆရာမြေတားရက်ခဏနော်မောင်ဘေးမနေရတော့အဲ့လိုဆိုတော့တော်ရရင်မဘေးမမနေရသူမောင်ကြရောဘာမှချင်းနေတော့ကြိုင်လောက်မိမယ်လို့ထပြောနေတယ်တော်ပြရချင်းနေရှိလိမ့်မယ်လေလောက်မိမယ်လို့ပြောလိုက်ပါမယူမပါမရောက်ပါနဲ့ဟူဒေါ်လာမထောက်ဘူးဒေါ်လာမထောက်ဘူးမြေတာထားနော်မြေတာထားကြားလားသူလည်းမကြမ်းပါဘူးကြမ်းမအောင်သူ့အတွက်လည်းလုံနေရလောက်ပေမဲ့ကြားလားပြောတာကြားလားတင်ငန်းကဟိုဟာတင်ငန်းလေးတာတင်ငန်းလည်းကပ်ပေးမယ်နော်မောင်းကြိုင်နေအဲ့ဒါလိုကျွန်တော်တို့ကရမှာလားပြလန်းဝင်ပြီးရင်ကိုရမဘမော်လို့နေမနေနဲ့ကောင်းရဘုံဝရအောင်တာထုခေါ်နေအောင်ကျိုးသားကြလားအမြဝင်ပြီးမယ်လို့မောင်းကြိုင်ဟိုပြောတာဟိုလူချင်းလို့ထောက်ဝင်လာတာအေးမောင်းကြိုင်ပြောလိုက်ပါလို့ပြောတယ်လေဟိုတင်ငန်းကပ်ပြီးမယ်ကပ်ပြီးမယ်တဲ့မောင်းကြိုင်ပါနေရာလဲနောက်ပြီးမယ်လို့ကဲပြောချင်တာပြောပြီးသားမလားတို့ချင်တာရရမပြီးကိုနေရာကိုဟိုင်းမလုပ်ပေးမှာလုပ်ပေးမယ်တော့ပြောမယ်နော်အဲ့ဆိုဆရာထောက်ခွင့်မဝင်တော့တဲ့နော်ဒီကထောက်ဝင်တဲ့နော်ဟုတ်ပြီမဝင်တော့ဘူးအဲ့ဆိုကျိုးပိုင်းပြန်လျှော့ပေးလိုက်ကဲကုလို့ထက်ရတော့ဖေကဦးတန်းချင်းချပြီးထွက်သွားတာထုခေါ်ဆရာလည်းမရဘူးပြီမယ်နော်မကြည့်နဲ့တော့မောင်းကြိုင်မပြောလို့မောင်းကြိုင်မမထားမပြောလို့အခုနလည်းအဲ့လိုပဲကြုတ်ပြော